မင်းဟယ်လိုမင်္ဂလာပါမိဘတို့အခုဘယ်သွားနေလဲဆိုတော့ချောကလက်ဆိုတဲ့ချောကလက်ပီလာလားအဲ့ကိုသွားနေရကစားတဲ့နေရာလားမသိဘူးတစ်ခါမှမရဘူးအခုသွားနေပါတယ်မိဘအတူခေါ်သွားမယ်အားလုံးလိုက်ခဲ့နော်မိဘနဲ့ရောက်ပါပြီလက်မပြတ်မယ်ဒီလိုမှရိုက်ပါတယ်တစ်ကက်ကောင်တာဝင်ရမှာဖြစ်ပါတယ်မက္ဆီကိုတို့ပါတော့လို့ကားပန်းအောင်လေးရောမှာโอเคMexico ဒီနာ Mexico hola following ရှိခဲ့မှာစားလို့ရဒီကမှာလားဒီလိုလားကာနာမစီကိုစားတယ်ပြောပြအောင်မယ်အခုတရေအိမ်ဝင်မို့ဟာတငယ်ချင်းကမှရိုက်မှတငယ်ချင်းကမဝင်ရဲဘူးတဲ့တရေကြောက်လို့တဲ့မှာတရေကြောက်လို့မဝင်ရဲဘူးတဲ့ तू ကကွက်ကုန်ဝင်မယ်ဒီတော့ကြောက်စရာမကောင်းပါဘူးအထဲမှာသူကအယုတ်သေးတွေပဲထားတာအယုတ်ရှင်ထားမထားအဲ့တော့ကြောက်စရာမကောင်းအခုကတော့ဘယ်နားလေးရောက်လဲဆိုဒီမှာရိုက်လိုက်နော်ကြည်လားကြားလားဘဲလေးတော့တွေ့ကျင်လားအဓိကကတော့ဒါအထိတ်မှပဲရှိသေးတာအထက်ကိုမရောက်သေးဘူးဒီမှာကျွန်တော်ဘဲလေးတွေလည်းအစ်စ်ကလေးတွေလှလှလေးတွေဟိုမှာဟိုးစားပါလည်းငန်းလားရာငါ့ကိုပြရိုက်လိုက်တော့အဓိကပြောချင်နေရတော့ဒီမှာတော့ကာလာစုံတယ်ဖူးဖြစ်တယ်လုံးဝကိုကာလာဆိုးရွှဲပြီးတော့မက္ဆီကိုရောက်သွားသလိုပဲဒီမှာကျွန်တော်လေကားလေးနဲ့တန်ပါတယ်ဘတ်150ကတော့နည်းနည်းပျော်ဖို့ကောင်းပါတယ်ကဲအဆိုဘက်မှာဘာတွေရှိမလဲသွားကြမယ်ရပြီလားတစ်ကက်နှစ်ဆောင်ပေးရတဲ့အတွက်ဒီနှစ်ခုရတယ်ပတ်ဆက်ပေးစရာမလိုဘူးတန်တယ်ကြအဲဆိုတော့ strawberry အရင်ဖောက်ပြမယ်เนาะဘယ်လိုလေးလဲဆိုတော့အယုတ်ကလေးOh my god ဒါဘာကောင်လေးခေါ်ရလဲ Oh Hello မိဘကတော့တပည့်တွေလည်းပတ်ချလဲနေမဆူကွန်တော့လာပါတယ်မိဘပြောနေရပါ
အခုဘာဆိုင်လဲတော့မသိဘူးအမမှားစားမယ်ခဏနဲ့မီနူလာပို့ပေးတော့မယ်အောက်မှာတော့ဘဲကြည့်ရနော်မဘဲလေးကမိဘနာကိုလာနေဟိုမှာဘဲနှစ်ကောင်ဘယ်လောက်ချစ်စရာကောင်းလဲဘာကျန်ဘယ်ကောင်မှဘဲကြည့်နေပါလေဂျာမန်ဝက်ပေါင်ကြောက်ပါစားကြမယ်အတူတူဒါအများကြီးပဲစနေသားဝါစားမယ်ရပြီကျန်တာတွေငဖဲတွေပါကြံသေးတယ်အရန်ကောင်းဝတ်တော့ရေဒီမှာအားရပါစားပြီးတော့မြန်မာပြည်ပြန်ပတ်သက်တွေအများကြီးပြန်ရှာရမယ်နှစ်ယောက်သားဂျာမန်ဘုရားကြောင့်နင်းလိပေးနော်မြင်မရပါပြီ